ဒီမြို့တော်ကြီးဟာတကားမြအိတ်ဆက်ခြင်းမရှိတဲ့မြို့ကြီးတစ်မြို့ပါမိန်ပြပြလမ်းမီးရောင်တွေအောက်မှာငွေရှာဖို့အတွက်တရက်တကြရာရောက်လာကြတဲ့တငယ်ချင်းအရင်ချနှစ်ယောက်ရှိပါတယ်သူတို့ကတော့ပန်းနဲ့ကြောင်းနဲ့သူတို့မှာငွေအင်အားအကန့်အသတ်ရှိတော့လူတို့ကင်းဝေးပြီးတိတ်ဆိတ်လွန်တဲ့လမ်းကြားတွေကဈေးပေါ်တဲ့အခန်းလေးတစ်ခုကိုရွေးချယ်ခဲ့ကြတယ်ဘလို့ပဲဖြစ်ဖြစ်မနှက်ပြန်မနှက်အလုတ်ထွက်ရှာရမှာမလို့အမြန်ဆုံးအနားယူဖို့ပဲဆုံးဖြတ်လိုက်ကြတာပေါ့ဒါပေမဲ့ခန့်ကျင်လွန်ပြီးနေရာကျတော့အဆောင်အုံတစ်ခုထဲမှာပဲတယောက်တစ်ခန်းစီခွဲနေခဲ့ကြတယ်ပထမဆုံးညကတော့အေးအေးဆေးဆေးပါပဲနောက်ရှက်မဲ့စူညံတန်တစ်ခုမှမရှိပဲအေးရေးဝဝအိတ်ဆက်ခဲ့ကြရတယ်မနှက်မိုးလင်းတော့သူတို့ကန်ကောင်းချင်တော့အလုတ်တစ်ခုထဲမှာအတူတူရခဲ့ကြတယ်တဲကိုတဲ့နေရာနဲ့လည်းတိတ်မဝေးဘူးပေါ့ပထမဆုံးနေ့ကုံဆုံးသွားတယ်ဒုတိယနေ့တတိယနေ့အရာအားလုံးကပုံမှန်ပါပဲဒါပေမဲ့တညမှာတော့ကြောင်တယောက်အလုတ်ကပြန်လာလို့ပင်မနွမ်းနေပြီးအိပ်ပျော်ခါနေအချိန်မှာပြင်းထန်တဲ့တကားခောက်တန်ကိုအတိုင်းသားကြားလိုက်ရတယ်အဲ့ဒီနောက်ရင်းနှီးနေတဲ့အတန်ကိုလိုက်ပါလာခဲ့တယ်အဲ့ဒါကတငယ်ချင်းဖြစ်သူပန်းရဲ့အတန်မှာကြောင်ရေကြောင်ငါပါဟာတကားဖွင့်မအောင်အေးပါကွာအေးပါအခုလာဖွင့်မေကြောင်ကကတင်ပေါ်ကထပြီးတကားကိုဆွဲဖွင့်လိုက်တယ်ဒါပေမဲ့ထူးဆန်းတာကတကားရှိမှဘသူမှရှိမနေဘူးအဲ့ဒီချိန်မှာအေးဆက်ဆက်လေးပြစ်တစ်ခုကကြောင်ရဲ့မျက်နှာကိုဖျက်တမ်းတိုက်ခတ်သွားတယ်အဲ့ဒီလေထဲမှာတရိတ်ဆန်အသေးကောင်ပုတ်စော်နှံနဲ့ညီဆုပ်ဆုပ်အနှံ့ဆိုကြီးကတပြိုင်နက်တည်းပါလာခဲ့တယ်ကြောင်ဟိုတီတီဝေဝဲကြည့်ပြီးလိုက်ရှာမိတယ်မိမိကိုခေါ်တဲ့အတန်ကပန်းရဲ့အတန်ဆိုတာသိချနေတာကြောင့်ပဲဒါပေမဲ့ဘလောက်ရှာရှာဘသူ့ကိုမှမတွေ့ရပါဘူး။အော်ပန်းကငါ့ကိုလာနောက်ပြီးအခန်းထဲပြန်ပြေးသွားတာနေမှာပါလို့တွေးပြီးကြောင်လည်းစိတ်ထဲမထားပဲပြန်ဝင်အိတ်လိုက်ပါတော့တယ်။အဲ့ဒီညမှာပဲကြောင်ကထိတ်လန့်စရာအိမ်မက်ဆိုတစ်ခုမှတ်ခဲ့ပါတယ်။အမောင်ရဲတစ်ခုကသူ့နောက်ကိုတကောက်ကောက်လိုက်နေခဲ့တဲ့အိမ်မက်။မင်းငါ့ကိုထူးလိုက်ပြီပဲ။ငါမင်းကိုငါနဲ့တူတူလိုက်ဖို့ခေါ်သွားမယ်ကွာ။လိုက်ခဲ့လာခဲ့။အိုးမင်းကဘာတူလဲငါမသွားဘူးငါမင်းနောက်ကိုမလိုက်နိုင်ဘူးမင်းဘလို့ပဲဖြစ်ဖြစ်ငါနဲ့တူတူလိုက်ခဲ့ရမှာပဲနှေးသည်ဖြစ်စေညံသည်ဖြစ်စေမင်းကိုငါရဲ့အစိတ်ခံဖြစ်ငါခေါ်သွားမှာကွာကြောင်လန့်ပြန်ပြီးနိုးလာခဲ့တယ်တကောင်ရံချင်းတကိုယ်လုံးချွေးဆေးတွေနဲ့ပြန်လို့သူတခါမှအဲ့လိုဆန်းဆန်းပြပြခြောက်ချစရာအိမ်မက်မျိုးမမှတ်ဖို့ခဲ့ပါဘူးအဲ့ဒီနေမှစပြီးကြောင်ရဲ့ဘဝဟာထာဝရပြောင်းလဲသွားခဲ့ရပါတယ်တခါတလေအခန်းတောင်တွေကိုလှမ်းကြည့်လိုက်ရင်အဲ့ဒီအမောင်ရိပ်ကြီးကမတ်တက်ရက်ပြီးစိုက်ကြည့်နေတတ်သလိုတခါတလေလည်းအဝတ်ပီယိုဘေးမှာရှိနေတတ်တယ်။ကြောင်ရက်ဆွဲတွေကိုထိတ်လန့်ခြောက်ခြားမှုတွေနဲ့ဖျက်ဆီးခဲ့ရတယ်။ဒါငါအလွတ်လောက်တာပင်မလို့စိတ်ထင်နေတာဖြစ်မှာပါလို့ကြိုးစားပေမဲ့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့တခါတလေမှာကောက်ကျစ်တဲ့ရှီမောတန်တွေကိုအတိုင်းသားကြားနေရပြီးတခါတရံမှာတော့သူ့ရဲ့နနာလေးကပ်ပြီးတိုးတိုးလေးလာပြောနေသလိုခံစားနေရပါတယ်။မင်းကိုငါနဲ့တူတူခေါ်သွားမယ်မင်းကိုငါနဲ့တူတူခေါ်သွားမယ်မင်းကိုငါနဲ့တူတူခေါ်သွားမယ်ကွာအဲ့ဒီနေရာစပြီးကြောင်ဟာမိမိကိုယ်ကိုတယောက်တည်းရှိမနေတော့သလိုခံစားလာရတယ်သူ့ရဲ့ခန္ဓာကိုယ်မှာလည်းထူးဆန်းတဲ့ဝေဒနာတွေစတင်ဖြစ်ပွားလာတယ်အမြဲတမ်းကိုယ်လက်မအီမသာဖြစ်ပြီးတကိုယ်လုံးနဲ့ပခုံးလဲပင်းတွေမှာတခုခုကဖိစီးထားသလိုလေးလံပြီးနှာကျင်ကြိုက်ခဲလာတယ်။တခါတရံလက်မောင်းတဲ့ခြေထောက်တွေကိုအကောင်တကောင်ကောင်ကလာကိုက်နေသလိုမျိုးစူးရှာတဲ့နှာကျင်မှုကိုလည်းခံစားနေရပါတယ်။အချိန်တွေကြာလာတာနဲ့အမျှထိုအမောင်ရိပ်ကြီးကိုပို့ပြီးထင်းထင်းရှာရှာမြင်လာရတယ်။မိမိနောက်ွယ်မှာတခုခုကအမြဲတစေထက်ချက်မကွာလိုက်နေသလိုခံစားချက်ကြီးဟာပိုပြင်းထန်လာတယ်။ဟင်ဘာမှလည်းမရှိပါလား။ဒါငါပဲစိတ်ထင်လို့လားမသိဘူး။နောက်တနေ့မနက်ကြောင်အလွတ်လုံနေစင်မှာလှုပ်ပေါ်ကန်ဖက်တူဟာကြောင်ရဲ့ပုံစံကြည့်ပြီးထိတ်လန့်တကြားနဲ့တတိထားမိသွားတယ်။ကြောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအသွေးသားတွေစုပ်ယူခံထားရတယ်လို့မျိုးပိန်ချုံခြောက်ကပ်နေပြီးမျက်ကွင်းတွေဟာလည်းအမဲကွက်ကြီးတွေအဖြစ်ပြောင်းလဲလို့နေပါတယ်။ဟာကြောင်မင်းအခုတလောဘလို့ဖြစ်နေရလဲဟာမင်းတော်တော်လေးကိုပင်ပန်းနေရလားမင်းခန္ဓာကိုယ်ကြီးကပိန်ကျသွားရင်နော်မျက်ကွင်းတွေကလည်းဘိန်းစားနေတဲ့သူလိုညိုမဲနေရပဲဒါမှမဟုတ်မင်းနေမကောင်းများဖြစ်နေလားအလုပ်တွေအရန်ကြီးဖိမလုပ်ပါနဲ့တငယ်ချင်းရာပင်မနဲ့ဆိုရင်လည်းခွင့်ယူပြီးအနားယူလိုက်လေနောက်မှဝုန်းနဲ့လဲကျသွားရင်အလုပ်လည်းပြက်အချိန်လည်းကုန်ပတ်စံတွေလည်းကုန်နေပါအောင်မယ်ကွာကြောင်ကလှုပ်ပေါ်ကိုင်ဖက်ရဲ့စကားကြောင့်လှမ်းပြန့်သွားခဲ့တယ်မိမိကိုတလောက်ထိယိုယွင်းပြောင်းလဲသွားလိမ့်မယ်လို့သူတတိမထားမိခဲ့တာပါမှန်ထဲမှာမိမိကိုမိမိပြန်ကြည့်တဲ့အခါတ
တကယ်ပဲပိန်ချုံ၆ကက်နေတော့မြင်ပြီးထိတ်လန့်သွားတယ်အဲ့ဒီနောက်လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ပျက်တွေကိုတန်းစီပြီးတွေးတော့ကြည့်မိတော့တာပေါ့အဲ့ဒီအချိန်မှာတင်းအခန်းရဲ့တောင်ဆုံးလေးမှာအမောင်ရဲ့တစ်ခုကိုလှမ်းမြင်လိုက်ရပြန်တယ်ဒါပေမဲ့တတိချာချာစိုက်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီအမောင်ရိတ်ကဝေဝါးပြီးပျောက်ကွယ်သွားခဲ့တယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့ပခုံးပေါ်မှာတခုခုကတက်စီထားသလိုမျိုးအစမတန်လေးလံမှုကိုခန်းစားလိုက်ရပါတယ်ကြောင်စိတ်တွေမွန်းကျက်လာလို့နေရက်ကမိခင်ဖြစ်သူထံဖုန်းဆက်ပြီးအကြောင်းစုံပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဟယ်လိုအမေအေးဘာဖြစ်လို့လဲတာပြောလေဟိုတာပြောเสียရှိလို့ပါအမေဒီလိုပါအမေလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတာထူးထူးဆန်းဆန်းဖြစ်ပျက်တွေအများကြီးကြုံခဲ့ရတယ်အမေဟမ်ဘာပြောတာလဲတာရဲ့အမေသိမကြားရဘူးအခုတာဘသူနဲ့ရှိနေရလဲဖုန်းထဲမှာဘာလို့လူတန်တွေစကားပြောတဲ့နေအများကြီးကြားနေရလဲတာရဲ့အမေနားကိုမလဲတော့ဘူးအမေတာခဲထဲမှာတယောက်တည်းရှိနေတာပါအမေနားထောင်မအောင်ကြောင်ရင်အခုချက်ချင်းမင်းအားလုံးထားပစ်ခဲ့ပြီငါတို့အိမ်အခုချက်ချင်းပြန်လာခဲ့တော့ပြီးတော့မင်းတည်ချက်ချမှတ်ထားပါအပြန်လမ်းမှာဘယ်အရာပဲလာတူတူဘလို့အတန်းပဲလာခေါ်မင်းနောက်ကိုလုံးဝလဲမကြည့်ရအောင်နော်ဖခင်ဖြစ်သူကဖုန်းလိုင်းတစ်ဖက်ကထပ်ပေါ်လာနေတဲ့ကြိုးချမ်းဖွေရတရေတစိတွေရဲ့အတန်ပလန်တွေကိုကြားလိုက်ရပြီးသားဖြစ်သူကိုပစ္စည်းတွေတောင်မတည်ခိုင်းတော့ပဲအခုချက်ချင်းပြန်လာဖို့ပြက်ပြက်တသားပြောလိုက်တာပဲဖြစ်ပါတယ်လန်ခရီးမှာဘသူနဲ့မှစကားမပြောဖို့လဲထပ်မံမှားကြားလိုက်တယ်ကြောင်လဲဖုန်းကိုချက်ချင်းချလိုက်ပြီးအဆောက်အုံပိုင်းရှင်စီကဆိုင်ကယ်ကိုအပြေလွှာသွားငါပြီးချက်ချင်းပဲဆက်ညိုကမောင်းထွက်ခဲ့ပါတယ်။ကိုပေါ်မှာတော့အဝတ်စားတစ်ထည်လွှဲပြီးဘာပစ္စည်းမှပါမလာခဲ့ပါဘူး။အိမ်ပြန်လန်းခီးတစ်လျှောက်လုံးမှာဆိုင်ကယ်ဝူးခနဲ့မောင်းနေတဲ့ကြားကတစုံတစ်ယောက်ကသူ့ရဲ့နာမည်ကိုအနားနာကပ်ပြီးအမြဲတစေလာခေါ်တဲ့အတန်ကြီးကိုကြားနေရပြန်တယ်။ဘယ်သွားမလို့လဲ။ပြန်လာခဲ့ပါဦး။တိုးရီထာဝရအတူတူနေကြမယ်မဟုတ်လားယင်။တူရီထာဝရအတူတူနေကြမယ်လေမဟုတ်ဘူးလားလို့အဲ့ဒီအတန်ကြီးကခဏပြောင်းလဲနေတယ်တခါတရံမှာမိခင်ဖြစ်သူရဲ့အတန်တခါတရံမှာတော့တငယ်ချင်းပန်းရဲ့အတန်ကြောင်ကကြောက်စိတ်ကိုအန်ကျိအောင်ရီပြီးတတိကက်ကအသက်ကိုမမှန်ရှူသွင်းရှူထုတ်ရင်းစိုက်ကယ်ကိုပဲအားကုန်ဆွမောင်းခဲ့တယ်အပြန်လမ်းမှာပါရီပဲကြုံရပါစေငါမိဘတွေရဲ့မျက်နှာမြင်ရဖို့အိမ်ကိုရအောင်ပြင်ရမယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ပါမကြခင်မှာပဲကြောင်တယောက်ဆိုင်ကယ်ကိုထိန်မောင်းရင်းအိမ်ချန်ဝင်းထဲကိုရောက်ရှိသွားခဲ့တယ်။အိမ်ရှိမှာတော့မိခင်နဲ့ဖခင်ဖြစ်သူတို့ကတားကိုစိုးရင်တကြီးပြတလဲစောင့်ကြုံနေကြတာပေါ့။မိခင်ဖြစ်သူရဲ့လက်ထဲမှာတော့ဖုန်ကြီးကျောင်းကယူလာတဲ့ပရိတ်ရည်အိုးကိုကင်ချပါတယ်။ကျောင်းကဆိုင်ကယ်ဝုန်းနဲ့ရက်လိုက်တာနဲ့မိခင်ဖြစ်သူကဘာတခုမှမမေ့ပဲတားဖြစ်သူရဲ့ကိုပေါ်ကိုပရိတ်ရည်နဲ့အုံနဲ့ချက်ချင်းပတ်လိုက်ပါတယ်။ပရိတ်ရည်နဲ့ထိမှန်သွားတဲ့အခါကျောင်းဟာတကိုယ်လုံးပူဆက်ပူလောင်ဖြစ်ပြီးထအော်လိုက်တယ်။ဒါပေမဲ့အော်ဟစ်လိုက်တဲ့အတန်ကတဖြည်းဖြည်းခြာကနေပြောင်းလဲသွားတယ်။အစပိုင်းမှာကြောင်ရဲ့အတန်ဖြစ်ပေမဲ့လေချောင်းထိတ်ကနေအတန်ပလန်6ကက်ကြီးထွက်လာပြီးနောက်ဆုံးမှာတော့နာကြီးချက်တွေပြည့်နှက်နေတဲ့မိမတအူရဲ့အတန်ဆိုးကြီးအဖြစ်ကိုပြောင်းလဲသွားပါတယ်။တပြိုင်နက်တည်းမှာပဲကြောင်ရဲ့အရေးပြားပေါ်မှာလက်ချောင်းကြီးတွေနဲ့ညှစ်ချေထားတဲ့အညိုအမဲဆွဲရအကွက်ကြီးတွေကတကိုယ်လုံးမှာတဖြည်းဖြည်းပေါ်လာပါတယ်။မင်းကငါသားနောက်ဘာလို့လိုက်လာလဲ။ငါသားလူဖြစ်တယ်မင်းကဘာတူလဲဘယ်ကနေလာတာလဲအဲ့ဒီလမ်းတိုင်းအခုချက်ချင်းပြန်သွားလိုက်တော့သူကငါရဲ့ပိုင်ဆိုင်မှုဖြစ်တယ်သူကငါရဲ့ခေါ်တန်ထူးခဲ့ပြီးငါတော့သူ့လွယ်လွယ်ကူကူနဲ့ပြန်လွတ်ပေးမှာမဟုတ်ဘူးထူးဆန်းချောက်ချဖွေရအတန်ဆိုကြီးကကြောင်ရက်ခန္ဓာကိုယ်ထဲကနေဟင်းထွက်လာတဲ့အတွက်မိဘနှစ်ပါးလုံးတစ်ကိုယ်လုံးကြက်သိန်းတစ်ဖြန်းဖြန်းထသွားခဲ့တယ်ဒါပေမဲ့သားသမီးပေါ်ထားတဲ့မိဘမြတ်တာကပိုကြီးမားတာမို့သားဖြစ်သူကဲတင်ဖို့အတွက်ရှင်ဘတ်ချင်းအပ်ပြီးအစွမ်းကုန်စူးစမ်းကြတော့တာပေါ့တကယ်တော့ကျောင်းရဲ့မိခင်ဟာအရင်တုန်းကစုံကဝေနှင်းနဲ့ဆီယာမဟောင်းတူဖြစ်ခဲ့ပူပါတယ်ဒါကြောင့်ဒီမကောင်းဆိုးဝါးတရေတစေကိုသားဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကနေမောင်းထုတ်မဲ့နီလန်ကိုကောင်းကောင်းကြည့်သိနေခဲ့တာပေါ့မိခင်ဖြစ်သူဟာကာထာမန်နန်တွေကိုအားဆိုင်ပြီးတဒုံဒုံနဲ့ရွတ်ဖက်ပူစော်ပြီးအခမ်းအနားကိုပြုလုပ်ခဲ့တယ်တနိုင်နှစ်နိုင်အချိန်တော်ကြာအောင်စုံနေခန်းနောက်ပြုလုပ်ခဲ့ကြတော့အဲ့ဒီလေလွင့်နေတဲ့တရေဝိညာဉ်ဟာမခံမရက်နိုင်ဖြစ်လာပြီးနောက်ဆုံးမှာတော့အမှန်တရားကိုအော်ဟစ်ကဖွင့်ဟပြောဆိုပါတယ်အဲ့ဒါကတော့ကြောင်ဟာတဲကိုခန်းကအမောင်ရိပ်ထဲမှာရှိနေတဲ့ဝိညာဉ်ရဲ့လာရောက်ခေါ်ဆိုတန်ကိုမိမိမသိရှိပဲညနေတကောင်ရဲ့အချိန်မှာပြန်လဲထူးမိခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာဂတိကဝတ်ပြုမိသွားတာပဲဖြစ်ပါတယ်
ဒီလိုပြန်ထူးလိုက်တာကအဲ့ဒီလေလွင့်တစေကိုမိမိခန္ဓာကိုယ်ထဲဝင်ရောက်ပူးကပ်ခွင့်ပေးလိုက်သလိုဖြစ်သွားပြီးကြောင်ရဲ့ဘဝထဲထက်ချက်မကွာတွေ့ကက်သွားစေခဲ့တာပေါ့ဘလို့ပဲဖြစ်ဖြစ်ငါသူ့ခန္ဓာကိုငါနဲ့တူတူခေါ်သွားမှာပဲမကြတော့ပါဘူးမင်းတို့ဒီနေ့ငါ့ကိုသူ့ခန္ဓာကိုယ်ထဲကနေမောင်းထုတ်နိုင်ပေမဲ့ငါဘယ်မှထွက်သွားမှာမဟုတ်ဘူးငါသူ့ဘဝနောက်ကိုအချိန်တန်တဲ့အထိတကောက်ကောက်လိုက်နေမှာပဲငါသူ့ခန္ဓာကိုငါနဲ့တူတူခေါ်သွားနိုင်ထိငါဆက်ပြီးတော့စူးစမ်းသွားမှာအဲ့ဒီအတန်ဆိုးကြီးဟာနောက်ဆုံးစကားအဖြစ်ချင်းချောက်ပြောဆိုသွားပြီးနောက်မှာဝုန်းခနဲ့ပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲတအိမ်သားလုံးအန်ချင်လောက်နန်းစော်နေတဲ့ပြင်းထန်လာတဲ့ညီဆိုးဆိုးအနှံ့ဆိုးကြီးဟာတအိမ်လုံးမှာကြံ့ရစ်ခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့ကြောင်ဟာအခြေအနေပြန်လည်ကောင်းမွန်လာခဲ့တယ်ဒါပေမဲ့မြို့ကိုပြန်ပြီးအလုံးမလုံးနိုင်သေးပဲမိဘတွေရဲ့အိမ်မှာပဲအနားယူဆေးရီကုသနေရတာပေါ့ဒါပေမဲ့ချက်ပိုင်းမျှတာကြားလိုက်တယ်ကြောင်ဟာအကြောင်းရင်းရှာမရပဲထပ်မံပြီးဝုန်းနဲ့လဲကြဖျားနာပြန်ပါတယ်ယခုတစ်ချိန်မှာတော့အစားလည်းမဝင်စကားလည်းမပြောနိုင်တော့တဲ့အထိအခြေအနေကအသက်အန္တရာယ်စိုးရင်ရတဲ့အထိဆိုးရွားနေပါတယ်ယောဂဟောင်းကလည်းမပြောက်သေးယခုတစ်ချိန်ထပ်ဖြစ်ပြန်တော့မိခင်ဖြစ်သူဟာတရေမောင်းတဲ့ခန္ဓာကိုထပ်မံပြင်ဆင်ပြန်တာပေါ့ဒါပေမဲ့ယခုတစ်ချိန်မှာတော့ဒီတရေဟာပုံမရဲတင်းလာတာကိုတွေ့ရပါတယ်မိခင်ဖြစ်သူဟာမိသည့်ဂါထာမှန်တန်မိသည့်အစွမ်းကိုပဲသုံးဆွဲပါစေအဲ့ဒီတရေကိုဘာတစ်ခုမှမလုံနိုင်ခဲ့ပါဘူးမိခင်ဖြစ်သူခမသားကိုကယ်တင်ဖို့လမ်းစာပျောက်သွားခဲ့ရရှာတယ်မိဘနှစ်ပါးလုံးကသားဖြစ်သူကိုကူညီနိုင်စွမ်းမရှိတော့တာမို့ပူဆွေးတော့ကရောက်ကဝမ်းနဲ့ပတ်လက်ငိုကြွေးနေကြပါတယ်သားလေးရဲ့အမေသားကိုကူညီပေးဖို့လမ်းစာမရှိတော့ပါဘူးကွယ်ဒါသားရဲ့ဝတ်ကြွေးအချိန်ရောက်လာလို့ထင်ပါရဲ့သားကိုကူညီနိုင်စွမ်းမရှိတဲ့အမေကိုပဲအပြစ်တင်มาတော့တဲ့သားရဲ့သူတို့အားလုံးဟာမိမိတို့တက်နိုင်သမျှအစွမ်းကုန်ကူညီခဲ့ပေမဲ့ဘာတကူမှတိုးတက်မလာတော့တာမို့မျောလင်းချက်လုံးဝမဲ့နေကြပြီအဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူကရုတ်တရက်တတိယပြီးပြောလိုက်တယ်အေးတိုးရီဖုန်ကြီးကြောင်သွားပြီးဆရာတော်ကြီးကိုမရရဖြန်းခိုင်းမကောင်းလားဆရာတော်ရဲ့မြစ်တာနဲ့ငါတို့သားလေးကိုကူညီပေးနိုင်မှာပေါ့မိခင်ဖြစ်သူဟာအချိန်မရွေးအသက်ထွက်သွားနိုင်လောက်အောင်အသက်ရှူခက်မြင်မြင်သာရှိတော့တဲ့သားဖြစ်သူကိုကြည့်ပြီးဖုန်ကြီးเจ้าကိုအမြန်ဆုံးခေါ်ဆောင်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဖုန်ကြီးเจ้าကိုရောက်သွားတဲ့အခါမှာဆရာတော်ကြီးဟာကြိုတင်သိနေတယ်လို့เจ้าရှိမှထွက်ပြီးစောင့်ကြိုနေတာတွေ့ရတော့เจ้าရဲ့မိဘတွေအံ့အားသင့်သွားကြတယ်ဆရာတော်ကြီးကမိဘတွေကိုမျှန်တာနဲ့မိန့်ကြပါတယ်တကားတော့မိမြပင်တန်တရားဖြစ်ပြီးအံ့ဩနေပါစေအောင်တော့အရင်ဆုံးသားဖြစ်သူရဲ့အသက်ကိုပေးကင်းအောင်လှုပ်ရအောင်မယ်မလားကျောင်းဆောင်ထဲကိုအမြန်ခေါ်ဆောင်သွားကြပါသူတို့တွေကြောင့်ကိုကျောင်းဆောင်ထဲကိုတွဲခေါ်လာတဲ့အခါမှာကျောင်းဟာပူလောင်ပြရခက်ပြီးဒီညကနေထွက်ပြေးချင်တဲ့ပုံစံမျိုးတွေပြသနေပါတယ်ဒါပေမဲ့ဆရာတော်ကြီးကနှောင့်နှေးကြံ့ကြာမနေပဲပြင်ဆင်ထားတဲ့ပရိတ်ရည်တွေကိုကျောင်းရဲ့ခန္ဓာကိုယ်ပေါ်ဖြန်းကနေလှမ်းပတ်လိုက်ပြီးကာထာတွေကိုတရဆက်ရွတ်ဖက်ပူဇော်နေပါတယ်မကြခင်မှာပဲကျောင်းဟာကတင်ပေါ်ကနေထိုင်လက်ထလာပြီးလေချောင်းတန်၆ကက်ကက်ကြီးနဲ့အော်ဟစ်ပြောဆိုလာပါတယ်မင်းတို့တွေသူ့ကိုကူညီလို့ရမှာမဟုတ်ဘူးအကြောင်းကတော့ဒီနေ့ဟာသူ့ရဲ့တက်တန်းကုံဆုံးရမယ့်နေ့ဖြစ်နေလို့ပဲသူ့ရဲ့ကန်ဆာတာကုံဆုံးသွားပြီသူ့ကိုခွင့်လွှတ်ပေးလိုက်ပါတကားကြီးရဲ့လူအသက်ကိုတပ်ဖြတ်ခြင်းဟာကြီးလေးတဲ့ဝတ်ကန်ကြီးဖြစ်ပါတယ်တကားကြီးစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာလောဘဒေါသမောဟတွေစွန့်ပယ်ပြီးဥပိ္ပခါပြိုလွှတ်ချလိုက်ခြင်းမှာပဲမိမိတို့ပိုင်ဆိုင်တဲ့ຢာမဟုတ်ရင်လည်းမကြိုးစားပါနဲ့တကားကြီးရဲ့ဒီယောက်ျားလေးဟာသူ့ရဲ့ဝတ်ကြွေးတွေကိုဆက်ရအောင်မှဖြစ်လို့နောက်ထပ်နှစ်ပေါင်းများစွာအသက်ရှင်နေအောင်မှာပါတကားကြီးအနေနဲ့လူလောကနေကွယ်လွန်သွားခဲ့ပြီးခန္ဓာကိုယ်အသားမြင့်မရှိတော့တဲ့အတွက်ကုသိုလ်ဖြစ်စေမဲ့အရာတွေကိုမလှုပ်ဆောင်နိုင်တော့ဘူးဆိုရင်ဝတ်ကြွေးတွေကန်ဆိုးမှုတွေကိုထပ်ပြီးတော့မပြုလုပ်ပါနဲ့တော့တကားကြီးရဲ့သူ့အသက်ကိုရရှိသွားရင်တကားကြီးတကယ်ပဲပျော်ရွှင်ရလိမ့်မယ်လို့ထင်နေလို့လားမင်းအခုတော့စွန့်အားသွားပြီပေါ့လေဆရာတော်ရဲ့အကြီးကျယ်ဆုံးမခြင်းကိုခံလိုက်ရပြီလေငါသာဒီလိုမှန်းသိရင်ဖုန်ကြီးကြောင့်စောစောစီးစီးခေါ်လာပါတယ်မင်းငါသားခန္ဓာကိုယ်ထဲကနေခုချိန်នេះမထွက်သွားသေးဘူးလားထွက်သွားစမ်းအခုချက်ချင်းထွက်သွားတော့မင်းလာရလန်းအတိုင်းပြန်သွားပြီးလူပြန်ဖြစ်ဖို့သွားတော့မင်းကလာလို့မရဘူးလို့မပြောနဲ့နော်ငါသားနာကိုတလောက်ဝေးတဲ့အထိတကောက်ကောက်လိုက်လာနိုင်သေးတာပဲအဲ့ဒါကြောင့်မင်းလူပြန်ဖြစ်ဖို့သွားရမှာမခက်ခဲပါဘူးဟဲ့အောက်တန်းစားတရေမရဲ့ဒီနောက်မှာတော့အဲ့ဒီတရေမဟာကြောင်အပေါ်မှာရန်ညိုးဖွဲ့ခြင်းကိုရပ်တန့်လိုက်ပြီးမိခင်ဖြစ်သူရဲ့ပြင်းထန်လာတဲ့ဆဲဆူကျိန်ဆူတန်တွေမခံမရက်နိုင်ဖြစ်ကကြောင်ရဲ့ခန္ဓာကိုယ်ထဲကနေအပီးပိုင်ထွက်ခွာသွားပါတော့တယ်ဒီဖြစ်ရဆိုကြီးပြီးဆုံးသွားပြီး2ရက်3ရက်ခန့်ကြာမှာတော့ကြောင်ဟာ
ပုံမှန်တိုင်းပြန်လဲကျမ်းမာလာခဲ့တယ်နေကောင်းလာတာနဲ့ကြောင်ကမိဘတွေကိုစိုးရင်တကြီးမေးမြန်းတော့တာပေါ့အမေအဖေပန်းတရားကိုအိမ်ပြန်လာတာမြင်မိကြသေးလားယင်ဘာလို့လဲဆိုတော့အဲ့ဒီ၆ချားဆရာအော်ခေါ်တန်ကြားရတဲ့နေမှစပြီးပန်းရဲ့ပုံစံကထူးဆန်းနေခဲ့တာကိုကြောင်တတိပြုမိခဲ့လို့ပဲအဲ့ဒီနောက်ပိုင်းပန်းတရားအလုတ်လည်းလာမလုပ်တော့ဘူးကြောင်ကိုယ်တိုင်နဲ့အလုတ်တွေကိုအခန်းထဲတီတဲလုံနေရတာမို့ပန်းရဲ့အခန်းဘက်သွားကြည့်ဖို့အချိန်မရခဲ့ပါဘူးအမှန်စင်စစ်တော့ပန်းဟာလည်းအဲ့ဒီညနေတကောင်မှာလာခေါ်တဲ့ဝိညာဉ်ခေါ်တန်ကိုကြားရခဲ့ဘူးတဲ့ဒါပေမဲ့ပန်းကပါဆက်ပိတ်ပြီးဘာမှပြန်မထူးခဲ့ပါဘူးဒီနောက်ပန်းကကြောင်သွားရောက်တတိပေးဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့သူတကားဖွင့်ပြီးကြောင်စီကိုသွားဖို့အလုံမှာပဲကြောင်ကိုယ်တိုင်တကားဖွင့်ပြီးထွက်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပန်းမြင်လိုက်ရတာကတော့ကြောင်ရဲ့အခန်းတစ်ခုလုံးမှာအမှောင်ရိပ်မဲကြီးတွေအပြည့်ဖုံးလွှမ်းနေတာပါတပြိုင်တည်းမှာပဲပန်းရဲ့အနားနားမှာကပ်ပြီးတူတူလေးချမ်းချောက်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်မင်းအသက်ရှင်ချင်သေးတယ်ဆိုရင်ဒီကိစ္စတွေဝင်မရှုံနဲ့ပန်းဟာတငယ်ချင်းပေါ်မှာစိုးရင်ပေမဲ့ကြောင်ရဲ့နောက်ကကတ်လိုက်နေတဲ့အဲ့ဒီတရေမကသူ့ကိုခတ်ထန်ရဲတင်လာတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်လာတဲ့အခါမှာအလွန်အမင်းထိတ်လန့်ခြောက်ခြားသွားပြီးကြောင်ကိုတခုံးမှမပြောရဲတော့ပဲအလောက်ကထွက်ပစ္စည်းတွေသိမ်းပြီးနေရက်ကိုချက်ချင်းပြန်ပြေးသွားခဲ့ပါတော့တယ်အဲ့ဒီနောက်ပိုင်းပန်းဟာအဲ့ဒီတဲကိုခန်းကိုလည်းဘယ်တော့မှပြန်မလာတော့သလိုဒီရွာမှာလည်းမနေတော့ပဲတခြားရွာတစ်ခုကိုပြောင်းရွှေ့နေထိုင်သွားပြီးကြောင်ရဲ့မိဘစီကိုလည်းမိသည့်သတင်းစကားများထပ်မံမပေးဖို့ရဲတော့ပါဘူးရှင်အခုချိန်မှာကြောင်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာရခင်ရလို့မဟုတ်တော့ပါဘူးသူ့ဘဝမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာဘဝတစ်ခုလုံးမှာအဆူရွာဆုံးနဲ့ကြောက်စရာအကောင်ဆုံးတရေချောင်းမှုကြီးဖြစ်ခဲ့လို့ပါမိမိရဲ့တငယ်ချင်းအရင်ချဖြစ်သူပန်းတယောက်ယခုအခါပဲနေရမှာဘလို့ရှိနေမလဲဆိုတာကိုလည်းသူလုံးဝမသိရတော့ပါဘူးနောက်ဆုံးမှာတော့ကြောင်ဟာအသက်ပေးရနဲ့လွတ်မြောက်ခဲ့ပြီးဆိုးရွားလာတဲ့ဖြစ်ရက်ဆိုးကြီးကနေရုံထွက်နိုင်ခဲ့ပေမဲ့ရက်ဆွဲတွေဘလောက်ပဲကုန်လွန်သွားခဲ့ပါစေအဲ့ဒီနေ့မှစပြီးယနေ့တိုင်အောင်ကြောင်ဟာထိတ်လန့်ခြောက်ခြားနေစေဖြစ်ပြီးညနေတကောင်အချိန်တွေမှာတကားဖွင့်ဖို့လုံးဝမရဲတော့ပါဘူးအေးဆက်ဆက်လေးပြေတွေမျက်နာကိုဖြတ်တန်းတိုက်ခတ်သွားတဲ့အချိန်မှာလဲကြောင်ဟာမျက်စိကိုအလင်းမြန်မှိတ်ထားတတ်ပါတယ်အကြောင်းကတော့သူဟာတခါကအသက်ပြောက်လူနေပါကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆိုးကြီးကိုကြောက်ရွံ့နေစေဖြစ်လို့ပါပဲယနေ့တိုင်အောင်သူ့ရဲ့စိတ်ထဲမှာတွေးတောပူပန်နေတာကတော့ဒီဖြစ်ရဆိုးကြီးဟာထိုတရေဟောင်းနဲ့တူတူတနေ့နေ့မှာပြန်လဲရောက်ရှိလာအောင်မလားဆိုတာပါယခုအချိန်မှလည်းဒီမကောင်းဆိုးဟာအမောင်ထုထဲကတနေရာရာမှာအချိန်ကားနဲ့အခွင့်အရေးကိုချောင်းမြောင်းဆောင်ဆိုင်ရင်ပြီးဆုံးခြင်းမရှိသေးတဲ့ကတိကဝတ်ကိုလာရောက်တောင်းခံဖို့စောင့်ဆိုင်နေလိမ့်အောင်မလားဆိုတာပါပဲဒီဆက်လန်ကနေအားလုံးတတိပေးနေတာကတော့တခါတရံမှာမိမိရင်းနှီးနေတဲ့အော်ခေါ်တန်ဟာမိမိတီကျွမ်းတဲ့သူရဲ့တန်မဟုတ်ပဲတခြားမမြင်ရတဲ့ပရလောကသားတွေရဲ့အော်ခေါ်တန်ဖြစ်နေတတ်တယ်ဆိုတာပါပဲဟုတ်ကဲ့ပါရှင်ဆက်လန်လေးလည်းပြီးဆုံးသွားပါပြီကြီးစုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတက်ပါတယ်ရှင်